ညင်ကျုံမီဘောကဆိုင်ရဲ့ဒီဇိုင်းသစ်ထုတ်လုပ်ထားတဲ့ကျုံဖျားဆောင်ကြီးကိုအလျား3ပေခွဲစိုက်နဲ့ပြုလုပ်ပေးထားရမယ်ဖြစ်ပါတယ်ရှင်။ဖျားကန်းကိုနေရာအကျယ်ကြီးမပေးနိုင်တဲ့ကွန်ဒိုတိုက်ခန်းတွေနဲ့ကန်ထိုက်တိုက်ခန်းတွေမှာထားမယ်ဆိုလို့ရှိရင်တော့ထဲထဲဝါဝါလေးနဲ့ချစ်ချစ်လေးလေးပူဇော်နိုင်မှာဖြစ်ပါတယ်ရှင်။အလျား3ပေအနံက26လက်မှာအမြင့်က6ပေခွဲကျော်ခန့်နဲ့ပြုလုပ်ပေးထားဖြစ်ပါတယ်ရှင်။ညံတော်12လက်မှစကြင်ကြောက်စင်တို့တော်ကိုပူဇော်ပြပေးထားဖြစ်ပြီးတော့ညံတော်15လက်မှလောက်ထိကိုပူဇော်လို့ရပါတယ်ရှင်။ဖျားမိပူဇော်ဖို့အတွက်ကိုလည်းမီးလုံးလေးတစ်လုံးတက်ပေးထားပါတယ်။ပလင်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာပန်းအိုးလေးတင်ဖို့အတွက်နေရာကျယ်လေးတွေထည့်ပေးထားပါတယ်နော်။စွန်ကပ်ဖို့အတွက်ကိုလည်းဆွဲပန်းလေးတစ်ခုထည့်ပေးထားပါတယ်ရှင်။ဖျားပလင်ရဲ့အရှိတ်ချမ်းတွေမှာလည်းနေရာလေးတွေခြံပေးထားပါတယ်။ဒီမှာလည်းဖျားဝေယဝိဆနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေတင်ထားပြီးတင်ထားလို့ရပါတယ်ရှင်။အောက်ဘက်ဒီဇိုင်းလေးကတော့ကြောက်တိုင်ဒီဇိုင်းလေးထွေးပေးထားတာဖြစ်ပြီးတော့ခွာကိုဘုံ9ဆင့်ခွာလေးနဲ့ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ရှင်။တကားဒီဇိုင်းလေးကတော့ရိုးရိုးရှင်းရှင်းခြံကုန်းဒီဇိုင်းလေးကိုလုပ်ပေးထားတာဖြစ်ပါတယ်။100%ကျွန်းသား100%ဒုအထူနဲ့ပြုလုပ်ပေးထားတာပါ။ဒါကရှယ်ဒုအထူနဲ့လုပ်ပေးထားတာပါရှင်။နောက်ဘက်ကလည်းအထူဘေးဘက်တွေကလည်းအကုန်ပလိန်အထူလေးနဲ့ပဲလုပ်ပေးထားတာဖြစ်ပါတယ်ရှင်။ဆိုင်မှာလက်ရှိအသေးရှိတာဖြစ်တဲ့အတွက်အထမင်းတို့ကရန်ကုန်မြို့ထဲကို3ရက်အတွင်းအရောက်ငွေချစ်စနစ်နဲ့ပြုလုပ်ပေးပါတယ်။နယ်မြို့နယ်တွေအတွက်ကတော့အော်ရာကွန်ဖန်ဖြစ်တယ်ဆိုတာနဲ့စီရန်တဝက်ချထားပြီးတော့ကြံငွေကိုဂိတ်ရောက်ငွေချစ်စနစ်နဲ့ပြုလုပ်ပေးပါတယ်နော်။အရန်မဝေးတဲ့မြို့တွေနယ်မြို့နယ်ပေါ့နော်။ပဲခူးတိုင်းအေရဝတီတိုင်းရဲ့မြို့နယ်အချို့ကိုတော့ကျွန်တော်တို့ဆိုင်ကားနဲ့ဓာတ်ရိုက်ပို့ပေးတဲ့ service လေးရှိပါတယ်။ကားကလေးကတော့တက်ကောက်ပါတယ်ရှင်။ညင်ကျုံမီဘောကဆိုင်ရဲ့အာမခံချက်လေးကတော့ကျွန်းမစင်2ဆရောပါတယ်ရှင်။တဘောင်ကကျွန်းသစ်နဲ့ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်တစ်အကြုံကြွဖြစ်ပြီးတော့တစ်ကွဲအခက်မှုတွေဖြစ်ခဲ့တည်ရှိတော့အာမခံတစ်နှစ်အတွင်းမှာစေဖို့လက်ခအခမဲ့တစ်ချိန်ပြုလုပ်ပေးပါတယ်။အားလုံးကျေးဇူးတင်ပါတယ်အဒမင်အင်းမြခိုင်ပါ